အိမ်မက်ကဘာထဲကအာဆင်နယ်ရဲ့လေလိုင်းအိမ်ပါရာ။ဘာကြောင့်ဒီခေါင်းစဉ်ကိုပေးရလဲဆိုရင်တချို့အာဆင်နယ်ပရိသတ်တွေကိုကြည့်မရလို့ဒီခေါင်းစဉ်ပေးထားတာ။ဒီခေါင်းစဉ်ကဒီစာပိုက်လေးကတယောက်စာလေးဖြစ်ချင်းဖြစ်မှာပေါ့နော်။ဒီလိုပုံစံမျိုးကျွန်တော်ရေးထားတာဖြစ်တဲ့အတွက်တချို့ကောင်းကောင်းမွန်မွန်နဲ့အာဆင်နယ်ကိုအားပေးတဲ့သူတွေကိုပြောလို့ခြင်းမဟုတ်ဘူး။ဝတ်သားမစားတဲ့ကောင်နဲ့ကလားတဲ့ဝတ်သားမစားတဲ့ကလားနဲ့ဟိုဝက်ပစ်နဲ့သူတို့3-4ယောက်ပဲဗျာ။နော်အာဆင်နယ်စုပေါင်းပြီးတော့အားဒီပေါက်ပန်း40ဒီပြောတဲ့ကောင်တွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးထားတာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်နဲ့အတူတူဗီဒီယိုလေးဆုံးအောင်လိုက်နာထားအောင်ပထမဆုံးအနေနဲ့ကတော့မပြောချင်တာလဲဆိုတော့လောကကြီးမှာတောင်းဝစရာကောင်းဆုံးအရာကိုပြပါဆိုရင်အာဆင်နယ်ပြည်သက်တွေရဲ့ယုံကြည်မှုအလွန်ကဲခြင်းကိုပဲပြရပါလိမ့်မယ်။ရာသီဝလမှာဇရာထိပ်မှာနေတယ်အခုလေးလည်းဇရာထိပ်မှာနေတယ်။ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာအာတီတာကဂွာဒီယိုလာထက်တောင်မှတုံနေတယ်လို့သူတို့အသင်းကပဲကမ္ဘာအကောင်းဆုံးလို့နဲ့ဖလားလေးလို့အိမ်ရောက်ပို့ခိုင်းနေကြတာမြင်ရတာတကယ်ကိုမှရှိစရာဟာသားပြက်လို့နော်ရှိစရာဟာသားပြက်လို့မောတော့မှဒါရှိနေရင်အာဆင်နယ်ပြည်သက်တွေကိုဆရာခေါ်ရမယ်ပေါ့နော်အာဆင်နယ်ပြည်သက်တွေအတွက်စုဖလားဆိုတာကဈေးဝယ်စင်တာကပလတ်စတစ်ခွက်တွေလိုပဲရဖို့လွယ်တယ်လို့ထင်နေကြပုံရတယ်တကယ်တမ်းတော့သူတို့ရှိမှရှိတာအခုဒီတော့ဖလားကဖလားလေရွှေဖလားမဟုတ်နော်ရွှေဖလားမဟုတ်ရွှေဖလားနဲ့မကန်ပါနဲ့ရွှေဖလားမဟုတ်သူကရွှေဖလားကညီမကြီးအားလို့ပေးထားတာရွှေဖလားမဟုတ်သူတို့မှတခုဒီတော့ဖလားပေါက်တာလေလေဖလားချိန်တည်းရာသီကိုရင်ဒုတိယနဲ့ပဲအမြဲတမ်းဖြစ်နေတဲ့ကောင်းနေဆိုတော့ဒီကောင်းနေရှိမှရှိတာအခုအချိန်မှာတိုက်နေတဲ့လေဖလားပဲရှိတယ်ချန်ပီယံလိလားတလုံးမှတော့မရှိဘူးနော်ချန်ပီယံလိလားချန်ပီယံလိဆိုရင်လည်းနော်ဘိုင်ယန်တို့ကြီးပြဲတို့PSGတို့အဲ့လိုအသင်းမျိုးတွေကဒါအာဆင်နယ်အတွက်တော့အိမ်မက်ဆိုးတွေပဲနော်အိမ်မက်ဆိုးတွေပဲဘယ်တော့မှနိုင်ရခဲ့တာမဟုတ်ဘူးဥရောပစင်မြင့်ထက်မှာသွားဖြစ်ရင်တော့ဖန်လေးကြီးပြန်လာပါဖန်လေးကြီးပြန်လာတာဥရောပမှာသွားဖြစ်တယ်အချိန်တည်းဘာဖြစ်လဲကိုမိုက်ကိုကောင်းကိုဖြာလေးကိုလေးပြီးတော့ပြန်လာရတာဒါအာဆင်နယ်ရဲ့ထုံးစံအတိုင်းအဲ့ဒါကြောင့်ဒီခါမှာလေချန်ပီယံလိမရတာပေါ့နော်နောက်ပြီးတော့ပရီးမီးယားလိကလည်းဘာဖြစ်လဲဆိုတော့မန်စီးတီးကနောက်ကနေအရေးလိုကက်လိုက်နေတာကိုမမြင်မဲနဲ့ဒီဖလားကြီးကင်ပြီးတော့အောင်ပွဲခံနေပြီဆိုတဲ့ပုံရိပ်တွေနဲ့ဒီအာဆင်နယ်ပြည်သက်တွေကဂျင်းနေနေကြပုံပဲเนาะဟုတ်တယ်ဘာကြောင့်လဲဆိုတော့သူတို့တွေကအခုချိန်တည်းကဒီကောင်တွေကအောင်ပွဲသူတို့ကကန်ဒုတိယလူဖြစ်နေလို့ဒီလူတွေကမထွက်ရဲသေးတာပွဲမခံရဲသေးတာတကယ်တော့ဒီကောင်လေးရဲ့ရင်ထဲမှာအောင်ပွဲခံနေစုဖလားကြီးကန်ပြီးတော့နော်အဲ့ဒါကိုဘယ်လိုရေးထားလဲဆိုတော့ဒီမန်စီးတီးကနောက်ကလိုက်နေတာဒီကောင်လေးကမမြင်မဲနဲ့ဖလားကြီးကန်ပြီးတော့အောင်ပွဲခံနေပြီဆိုတဲ့ပုံရိပ်ရောင်တွေနဲ့တူသူတို့ကကျင်းနေနေကြတာပါတဲ့နော်ကျင်းတဲ့အာဆင်နယ်ပြည်သက်တွေမပြောပါဘူးဗျာနော်ဝက်ပစ်တွေကိုပြောရတယ်အဖရိကန်နဲ့ကာရာဘောင်းကပ်လည်းရမထင်ကျွန်တော်ရမှဖြစ်ဘူးနော်ရမှဖြစ်ဘာကြောင့်လဲဆိုတော့ရရင်တော့လည်းရမှာပေါ့တကယ်လို့မရရင်အာဆင်နယ်ရဲ့နီးပြချုပ်ကြီးအာဒီတာဘယ်လိုပြောမယ်ထင်အဖရိကန်နဲ့ကာရာဘောင်းကပ်လားဒါကတော့လူငယ်တွေနဲ့စမ်းသပ်တာပါဆိုတဲ့စင်ကြေနဲ့လက်လို့ရအောင်ပဲဖလားနှလုံးလို့ပဲကျွန်တော်ကပြောချင်ပါတယ်ဒါလည်းအရင်တော့ကလည်းသူပေးနေကြစင်ကြေပေါ့နော်ဒီနေ့တော့အာဆင်နယ်ရဲ့ပြည်သက်တွေခင်ဗျာ1 2 3 go အာဆင်နယ်ပြည်သက်တွေခင်ဗျာဒီနှစ်တော့သူတို့အလှည့်ပဲဆိုတဲ့စကားလုံးကိုနှစ်တိုင်းရွတ်ဖတ်နေရတာပရိစိတ်နေသလားအောင်မရပါတယ်တဲ့နော်အာဒီတာရဲ့ process ဆိုတာကြီးကလည်းဘယ်တော့မှမပြီးဆုံးတော့မဲ့ကမ္ဘာပတ်လမ်းကြောင်းကြီးလို့ပဲကမ္ဘာပတ်လမ်းကြောင်းကြီးလို့ပဲ၄၅6နဲ့9မိတာပြည့်လာတယ်အခုချိန်ဒီဖလားလေးတစ်လုံးမှလည်းကောင်းကောင်းမရသေးဘူးနော်ဖလားလေးကောင်းကောင်းမတစ်လုံးမှမရသေးဘူး
သူ့ရဲ့ process ကြီးကတော့ဒီကမ္ဘာပတ်လမ်းကြောင်းလမ်းဖောက်နေလို့ပေါ့နော်ဘယ်တော့မှပြီးဆုံးမဆိုတာတော့မသိပါဘူးတဲ့မသိပါဘူးဖလားလေးလုံးဆိုတာထက်ရာသီကိုရင်အဆင့်လေးဝင်ရင်ပဲဒါသူတို့ရဲ့ဟိုကိုချမ်းပြောနေကြပါတော့နော်အဆင့်လေးဝင်ရင်ပဲရပါပြီပေါ့ရပါပြီပေါ့နော်လူရဲ့အဆင့်လေးအဆင့်ဒီအဆင့်လေးဝင်ရင်ပဲရပါပြီဆိုတဲ့စိတ်လေးနဲ့ပဲဒါလူမျိုးကွန်ရက်ပေါ်မှာဒီနေ့ရာသီကိုရင်တော့ပြန်တက်လာအောင်မယ်လို့တော့မြင်တယ်မြင်အောင်မိတယ်ပေါ့နော်မိကကြံပေးချင်တာကတော့ဒီအဆင့်လေးပြည့်တဲ့တွေကိုကြံပေးချင်တာကတော့ဖလားစင်မှာဖုံတွေတက်နေတာကြာပြီပို့လို့နော်ဖလားအစ်စ်တွေထည့်ဖို့ထက်ဖုံတော့ဖို့အဝတ်စုပ်လေးတွေပဲအရင်ဝယ်ထားကြဖို့ပဲပါချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရာသီကိုရင်ရမှာကဖလားမဟုတ်ဘဲနဲ့မျက်ရည်နဲ့အသေးကွဲခြင်းပဲဖြစ်နေမှာမို့ပါလို့နော်ရာသီကိုရင်ဖလားရမှာမဟုတ်ဘူးနော်ရာသီကိုရင်ဖလားရမှာမဟုတ်ဘူးမျက်ရည်နဲ့အသေးကွဲခြင်းပဲရမှာပါအဲဒါကြောင့်မို့ခုံထုတ်တဲ့ဝတ်လေးနဲ့ဝတ်လေးအပြင်မှာတီရှူးလေးပါဝတ်ထားပါတော့တီရှူးလေးပါဝတ်လက်လေးပဲတော့ကျိတ်မှုပြီးတော့ရာသီကိုရင်ရာသီကလည်းကုန်ကန်နေပြီဆိုတော့ငိုကလည်းနီးလာပါပြီဒီနေ့အဲဒါကြောင့်ခြားသောကောင်းကောင်းမွန်မွန်အားပေးတဲ့သူများတွေကိုလည်းမတိုက်ခိုက်တဲ့အာဆင်နယ်ပြည်သက်တွေကိုဒီညကနေပြီးတော့တောင်းပန်ပါတယ်ကိုတို့ပြောတာမဟုတ်ပါဘူးကျွန်တော်ပြောချင်တာကအဲ့ဒီ၄កောင်တစ်တိုက်၅កောင်တစ်တိုက်အောက်တန်းစားတွေကိုပြောချင်တာနော်၄កောင်တစ်တိုက်၅កောင်တစ်တိုက်ကျွန်တော်ကအခုလိုမျိုးဗီဒီယိုကွန်တက်တွေခန်းနေပြီးတယ်ဆိုတာကလည်းဟာတာအနေနဲ့လောက်တာပါနော် easy အနေနဲ့လောက်တာပါတကယ်တမ်းဘောလုံးကိုချစ်လို့အားပေးနေတဲ့အာဆင်နယ်ဖန်တွေတော့မပါပါဘူးအဲ့ဒီကျွန်တော်ခုနကပြောသွားတဲ့ကောက်တော့ပဲဒီဗီဒီယိုကိုလောက်ရခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ကျွန်တော်လည်းအောင်ဆန်းဦးပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်